ဘာလို့လဲဒီရောက်တိုင်းရသော်ဘုရားကိုမှတ်ရပြီးတော့ရသော်ဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုဘုန်းကြီးတို့ဒီပူဇော်ကြရမှာဖြစ်တယ်ရသော်ဘုရားကိုကိုယ်လည်းမမီလိုက်ရတော့လေဘုရားတရားကိုနာဝိရနေကြတဲ့ဒီကနေ့မျက်မှောက်ခေတ်မှာရှိကြတဲ့ဘုရားဘာသာဝင်သူတော်စင်တို့တဲ့ကျေးဇူးအကြီးမားဆုံးသောပုဂ္ဂိုလ်ကိုဟောတို့ပြောဆိုပါလို့ဆိုလို့ရှိရင်သက်ဆောင်ဘုရားထိတ်တန်းနေရမှာရှိတယ်။ဒါကြောင့်အနန္တ၅ပါးပြောကြတယ်လေဘုရားတရားတန်ခါဆရာမိဘလို့ဆိုပြီးအနန္တကျေးဇူးရှင်ဆိုပြီးတော့တတ်မှတ်ကြတယ်။အဲ့ဒီတတ်မှတ်တဲ့အထဲပဲခုနလို့ဆိုတဲ့နေရာမှာသက်ဆောင်ဘုရားကဂုဏ်ကြီးချင်းနေပြည့်ရုံရမှာကျေးဇူးတရားဟာလည်းမတ္တမကြီးမားတယ်ဒါလည်းမေးကြရှိတယ်မြတ်စွာဘုရားကမိဘရဲ့ကိုများကျေးဇူးကြီးသလားလို့ဆိုကြီးတာပေါ့မိဘကကိုကျွေးရုံကျွေးနိုင်တာပဲလေကုသိုလ်အကုသိုလ်လို့ခွဲခြားသိဖို့အတွက်ကြတော့ဘုရားရဲ့အဆုံးအမရမှသိတာဟုတ်မိဘကကိုကျွေးရုံကျွေးနိုင်တယ်ပညာသင်ပေးနိုင်တယ်တာမန်အဆုံးအမဩဝါဒတွေပေးနိုင်တယ်မြတ်စွာဘုရားကျတော့တန်တရားဥက္ကလွတ်နိုင်တဲ့လမ်းကြောင်းထိအောင်ပေါ်ထုတ်ပြတယ်အဲ့ဒီလမ်းကြောင်းကိုဘယ်သူပေါ်ထုတ်ပေးနိုင်မှာတော့မိဘကရောကိုယ်သားသမီးကိုတန်တရားဥက္ကလွတ်အောင်ဒီလမ်းကြောင်းကိုဟောပြောပြသနိုင်ပါမလားမပြသနိုင်ဘူးဒီကနေ့ခေတ်နိဗ္ဗာန်လမ်းကြောင်းကြီးကိုဖွင့်ပေးနေတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားဖွင့်ထားတဲ့လမ်းကိုထပ်မံရှင်းပြရုံရှင်းပြနိုင်တာကိုလုံးတာမဟုတ်ဘူးဒီလိုဆိုလို့လေနော်ဘုန်းကြီးတို့တရားဟောနေတယ်ဆိုတော့ကိုတရားမှမဟုတ်တာမြတ်စွာဘုရားတရားကိုတစ်ဆင့်ခံပြီးတော့ဟောနေကြတာအလုံးဟောသမျှမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကြီးပဲဘယ်ပုဂ္ဂိုလ်ဟောမြတ်စွာဘုရားပိုင်တဲ့ပစ္စည်းကိုယူပြီးအသုံးချနေတယ်လို့ပြောအောင်မှာပဲဒါကြောင့်မြတ်စွာဘုရားရဲ့ကျေးဇူးတရားတော်ဘုရားဘာသာဝင်သူတော်စင်တွေတိုင်းမှာပဲဘုရားရဲ့ကျေးဇူးတွေကဆက်မကုန်နိုင်တော့ရှိတယ်လို့ကျေးဇူးတရားကိုသိတတ်မယ်ဆိုလို့ရှိရင်ဒီကျေးဇူးတွေဟာဘယ်လိုမှဆက်ကုန်ကြအကြောင်းမရှိဘူးပေါ့ကျေးဇူးဆိုတဲ့နေရာမှာနှစ်မျိုးရှိတယ်လောကလူသားတွေတစ်စုံတစ်ခုကူညီဆောင်ရွက်ပေးတယ်တစ်စုံတစ်ခုကျွေးမွေးမှုတွေစောင့်ရှောက်ပေးတယ်အဲ့ဒီကျေးဇူးတရားဟာလောကမှာလူတိုင်းပြုလွယ်နိုင်တဲ့ကျေးဇူးတရားများတာဖြစ်တယ်ပေါ့ဟောလို့တန်လျာဝတ်တော့အောင်စိုးစိုးမှပေးတယ်ကုသိုလ်အကုသိုလ်ခွဲခြားဟောကြားပေးတယ်ပြည့်စုံတဲ့တရားနဲ့ပြည့်ကင်းတဲ့တရားခွဲခြားဟောကြားပေးတယ်ဆိုတာလူတိုင်းကျေးဇူးမပြုနိုင်ဘူးဒီကျေးဇူးကသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှကျေးဇူးပြုနိုင်အဲ့ဒီကျေးဇူးဟာဘုသူကျေးဇူးလို့ဆိုဘုရားကျေးဇူးပဲမြတ်စွာဘုရားကိုမမီလိုက်တော့လေဘုရားရဲ့အဆုံးအမတွေကြားနာခွင့်ရလို့စိတ်နှလုံးအေးချမ်းမှုအ ਨੇ ဆုံးရကြတယ်နောက်ဆုံးမှာကိုယ့်ရဲ့ဘဝခရီးအတွက်မှန်ကန်တဲ့လမ်းကြောင်းကိုရှောက်လန်းနိုင်ခွင့်ရှိသွားရှောက်လန်းနိုင်သွားကြရှောက်လန်းနိုင်သွားကြသည့်အတွက်ကြောင့်ဘဝမှာအမခံချက်တွေရသွားကြဒီဘဝမှာလည်းစိတ်နှလုံးအေးချမ်းမှုတွေရတယ်နောက်ဘဝတွေမှာလည်းပဲကုသိုလ်ကောင်းမှုတွေလုပ်ကြရသည့်အတွက်ကြောင့်ဒီတဲ့ကောင်းတဲ့ဘဝမျိုးတွေနဲ့ကြုံတွေ့နိုင်တယ်လို့ဟောဒီကျေးဇူးတွေဘုသူကျေးဇူးလို့ဆိုမြတ်ဗုဒ္ဓရဲ့ကျေးဇူးတွေပဲဒီလိုဆိုအကယ်၍မြတ်ဗုဒ္ဓရဲ့အဆုံးအမမရဘူးဆိုရင်ဘယ်လိုအခြေအနေရှိမလဲခရစ်ကြည့်လေဗုဒ္ဓကိုမယုံကြည်လို့ဗုဒ္ဓကိုမကိုးကွယ်တဲ့ပုဂ္ဂိုလ်ရဲ့အနေထားစဉ်းစားကြည့်ပေါ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့အမြဲတမ်းဝေးနေတယ်တချို့အဆုံးအမမရတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဒုစရိုက်လုပ်ငန်းတွေကိုပဲလုပ်ပြီးတော့ကောင်းကျိုးချမ်းသာတွေရလိမ့်မယ်လို့ထင်ပြီးတော့တတ်ဖြတ်ပြီးဒီလိုလုပ်နေကြတဲ့ဘာသာတွေလည်းအများကြီးရှိတာအဲ့တော့လမ်းကြောင်းတစ်ခုကမှားသွားပြီဆိုလို့ရှိရင်အလွန်အန္တရာယ်များတာမမှန်မကန်ယူဆပြီဆိုလို့ရှိရင်လည်းအလွန်အန္တရာယ်များတယ်အန္တရာယ်ဟာဒီဘဝတည်းမဟုတ်ဘူးနောက်ဘဝထီအောင်တသန္တလာလုံးအတွက်အန္တရာယ်တွေရှိတယ်လို့ဒီလိုဆိုတာနော်မြတ်စွာဘုရားကတော့အမြင်မှန်ဖို့ဆိုပြီးတော့ဆုံးမဟောတာဒါကြောင့်ဘုရားဘာသာကျင့်စဉ်ထဲမှာယုံကြည်မှုကိုရှေ့တန်းမထားဘူးအမြင်မှန်မှုကိုရှေ့တန်းထားတယ်အဲ့ဒီ7ပါးအကျင့်တရားထဲမှာယုံကြည်မှုဆိုတော့မပါဘူး
ယုံကြည်မှုနဲ့လုပ်တယ်ဆိုတာတကယ်ကိုအစာကလေးပဲရှိသေးတယ်ပေါ့နော်သို့တော့တခြားဘာသာတွေမှာဆိုရင်ယုံကြည်မှုကိုရှေ့တန်းတင်ထားတာယုံကြည်မှုနဲ့လမ်းဆုံးနေတာဝေဖန်မှုတွေဆန်းစစ်မှုတွေလက်ခံမှုယုံကြည်ရမယ်ယုံကြည်မှုသာအဓိကအဲ့ဒါလို့ထားတော့လေဘုရားမြတ်စွာရဲ့အဆုံးအမကြတော့ယုံကြည်မှုဆိုတာအစကလေးပဲတန်းလောက်ပဲရှိတယ်လို့ပြောရမှာပေါ့အထက်တန်းမှာတော့ယုံကြည်မှုကအဓိကမဟုတ်ဘူး right understanding လို့ခေါ်တဲ့နားလည်မှုကအဓိကဒါကြောင့်မို့မဂ္ဂင်၈ပါးမှာကြည့်တမ္မာဒိဋ္ဌိဆိုတာကိုရှေ့တင်ထားတာတမ္မာဒိဋ္ဌိဆိုတာမှန်ကန်စွာမြင်မှုပဲအဲ့ဒီမှန်ကန်စွာမြင်မှုဟာဘလောက်အရေးကြီးတယ်လဲအဋ္ဌမအကိုအရေးကြီးတာဒါကတမ္မာဒိဋ္ဌိကိုအဆင့်၅ဆင့်ခွဲပြီးတော့ဆိုကြတယ်ပေါ့အဆင့်၅ဆင့်ဆိုတာတမ္မာဒိဋ္ဌိဟာအခြေခံအဆင့်အနေနဲ့ပြောမယ်ဆိုရင်ကံကံဤအကျိုးသိမြင်ခြင်းဟာကမ္မတက္ကတာတမ္မာဒိဋ္ဌိဒါအခြေခံပဲဒီအခြေခံတရားကဘာကိုဆိုလိုတာလဲဆိုရင်ကိုလှုပ်တာကိုတာဝန်ယူတဲ့အဆင့်ပဲချို့ကကိုလှုပ်တာကိုအတိမမပြုတ်ဘူးလေကိုလှုပ်တာကိုအတိမမပြုတ်ရရောက်တယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့မြင်မှုဟာကိုလှုပ်တာကိုတာဝန်ယူတဲ့အချိန်တွေရောက်တယ်ကိုလှုပ်တာကိုတာဝန်မယူဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာလူတော်လူကောင်းဖြစ်ဖို့တောင်မရှိနိုင်ဘူးပေါ့အဲ့တော့လူတော်လူကောင်းဖြစ်ဖို့ဆိုတာကိုလှုပ်တာကိုအတိမပြုတ်ရမကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုရင်ဒီသိမြင်မှုဟာတာမန်သိမြင်မှုမဟုတ်ဘူးအခြေခံအားဖြင့်အမှန်တမ်းလုံလောက်တဲ့သိမြင်မှုတစ်ခုဖြစ်တယ်။နောက်တစ်ခုကျတော့ဘာလို့ဆိုရင်ကာမတက္ကတာတမာဒိဋ္ဌိပြီးတော့တမာဒိကျင့်စဉ်တစ်ခုကိုကျင့်လို့တမာဒိစွမ်းအားဟာဘယ်လောက်ရှိတယ်လို့သိတာကိုယ်တိုင်ကျင့်ပြီးကိုယ်တိုင်သိတာကြတော့ဇာနာတမာဒိဋ္ဌိလို့ခေါ်တယ်။ဇာနာတမာဒိဋ္ဌိနောက်တစ်ခါယုံနဲ့ဓမ္မသင်္ခါရတို့ရဲ့မမြဲတဲ့သဘောသူမမြဲခြင်းမှုတွေကမမြဲမှုတွေကဖြစ်မှုတွေကအမြဲတမ်းနှိမ့်ဆက်နေပြီးဒုက္ခပေါ့ကိုယ်ဘာမှမပိုင်ဘူးကိုယ်ဆန္ဒတိုင်းဘာတစ်ခုမှမဖြစ်ဘူးလို့ဆိုတဲ့အနတ္တသဘောကိုပိုင်ပိုင်နဲ့သိတဲ့အသိဉာဏ်ကြတော့ဝိပဿနာတမန်လေးတိလို့ခေါ်တယ်ဒါလည်းအမှန်မြင်ခြင်းတစ်ခုပဲပေါ့နောက်တစ်ခါနိဗ္ဗာန်ကိုမြင်တယ်မြင်လိုက်တာနဲ့တပြိုင်နက်ဆိုင်ရာကိလေသာတွေစိတ်ရဲ့အပူတွေကိုဖယ်ရှားပြနိုင်တယ်အဲ့ဒီအမြင်မှန်ကိုတော့မဂ္ဂတမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီလိုအမြင်မှန်ပြီးကိလေသာတွေဖယ်ရှားပြလိုက်တဲ့အခါမှာအငွေ့အသက်ကျမ်းနေတာကိုထပ်ပြီးတော့ရှင်းပြထားကြတော့ဖလတမ္မာဒိဋ္ဌိလို့ခေါ်တယ်အားလုံးပေါင်းတဲ့အခါကျတော့တမ္မာဒိဋ္ဌိ၅မျိုးလို့ကမ္မတက္ကတာတမ္မာဒိဋ္ဌိတဲ့ဇာနာတမ္မာဒိဋ္ဌိတဲ့ဝိပဿနာတမ္မာဒိဋ္ဌိမဂ္ဂတမ္မာဒိဋ္ဌိဖလတမ္မာဒိဋ္ဌိအဲ့ဒီတမ္မာဒိဋ္ဌိဘုရားဘာသာမှာအစဉ်အဆက်အမှန်မြင်မှုအတွက်အရေးကြီးတယ်ဆိုတာဘုရားဘာသာတရားတော်ရဲ့ထူးခြားချက်မြတ်စွာဘုရားရဲ့အဆုံးလောကမှာတဏှာဥစ္စာကလွတ်ဖို့လို့ဆင်းရဲဒုက္ခတွေလွန်မြောက်ဖို့လို့ဆိုတဲ့ဒီလိုကြိုးပမ်းတဲ့နေရာမှာအမှန်မြင်မှုဟာအရေးပါတယ်ဒါကြောင့်တမ္မာဒိဋ္ဌိဆိုတာရှေ့တန်းတင်ပြီးတော့ဟောတာယုံကြည်မှုဆိုတာဒီလောက်အရေးမပါဘူးတဲ့နော်မှန်ကန်တဲ့လမ်းကြောင်းကိုရောက်လို့ယုံကြည်တာကအကြောင်းမဟုတ်ဘူးလွယ်လွယ်မမယုံကြည်မှုတွေကြတော့အကျိုးနစ်နာစေတိုင်းပဲပေါ့အကျိုးမဖြစ်ထွန်းတဲ့အပြင်နစ်နာဆုံးရှုံးသွားစေတယ်ဒီတချို့ဘာသာတွေကြည့်ဘုရားကိုပူဇော်တယ်ဆိုပြီးတော့တရားတွေတက်ပြီးတော့လဲချောင်းသွေးနဲ့ရစ်ပူဇော်နေတာကြတော့ဘယ်လိုရှိပါမလဲစဉ်းစားလာကြည့်ပေါ့ကုသိုလ်ထင်ပြီးလုပ်နေတာအကုသိုလ်တွေလေအဲ့ဒီအကုသိုလ်ရဲ့အကျိုးဆက်တွေဟာခံရအောင်မှာပဲတချို့အယူဆကြတော့ဒီပြမနာတွေယုံကြည်ကိုးကွယ်မှုတစ်ခုရှိတယ်သူတော့ဘာလို့လဲဆိုရင်ကောင်းကင်ဘုံကထာဝရဘုရားသခင်ကြီးမြမကြီးနဲ့ဆက်သွယ်ဖို့ဆိုပြီးတော့လူပြည်မှာရှိတဲ့မီးကိုတောက်အောင်လုပ်ပြီးတော့မန္တန်တွေရွတ်လို့မီးထဲမှာထောပတ်တို့စီတို့လောင်းပြီးတော့မန္တန်ရွတ်တယ်မီးပူဇော်တယ်လို့ခေါ်တယ်မီးကိုရှ िख ိုးတယ်နော်အိန္ဒိယနိုင်ငံမှာဟိုရှိတော့ကဒါခေတ်စားတယ်ပေါ့မီးပူဇော်တာအမှန်တမ်းတရိုးတူမီးပူဇော်တာဆိုတာဘုရားမီးပူဇော်တာလို့မထင်နဲ့နော်
မိနတ်ကိုပူဇော်တာမိနတ်ကိုကျွေးတာမိတဲ့ကိုလောင်စာထည့်ပေးတာကိုမိပူဇော်တယ်လို့ခေါ်တာဖျားနိုင်ထုံးပြီးဖျားကိုပူဇော်တာပြောတာမဟုတ်ဘူးနော်အဲ့ဒီမိပူဇော်မှုလုပ်တဲ့အခါမှာသူတို့ရဲ့အယူဆအရကောင်းကင်ဘုံကမိရဲ့စွမ်းတကိုးကြောင့်ကောင်းကင်ဘုံကမြမာကြီးနဲ့သာဝရဘုရားသခင်ကြီးနဲ့ဆုံတွေ့နိုင်တယ်လို့ဒီလိုယုံကြည်ပြီးလုပ်ကြတာအဲ့တော့မိကိုးကွယ်တဲ့ပုဂ္ဂိုလ်ကအမြဲတမ်းမိတောက်တွေမြင်မနေရပေဘူးလားမြင်ရတော့အဲ့ပုံသားကြီးတယောက်တစ်သလုံးမိကိုးကွယ်ပြီးတော့သေကံလေးကြတော့ဗာမြင်တော့ဆိုမိတောက်တွေမြင်မိတောက်တွေမြင်တော့ပုံသားတွေကလူမလာမေးကြတယ်သေကံနေပြီမျက်ဖြူဆိုင်နေပြီအေးဗာမြင်တော့ပြောတော့မိတွေမြင်တယ်အေးအဲ့ဒါဗြဟ္မဘုံပဲမင်းဗြဟ္မဘုံပဲလို့ဆိုသေတော့ဗြဟ္မဘုံကမိမဟုတ်ဘူးအဝိဇ္ဇငယ်ရဲ့မိဖြစ်နေအဲ့ကြမှာတော့ဘာမှမတတ်နိုင်တော့ဟုတ်ကဲ့မိကလည်းပဲလွဲသွားတာရှိသေးတယ်လေဗြဟ္မဘုံကမိမမြင်မဲနဲ့အဝိဇ္ဇငယ်ရဲ့မိမြင်တာကိုဒါဘုရားသခင်ကြီးစီရောက်တော့မှာပဲလို့ဆိုသွားတော့ဟိုကြတော့ဇမမင်းကြီးနဲ့သွားတွေ့နော်အဲ့လိုဖြစ်တတ်တယ်လမ်းမနေပြီဆိုရင်ဒီလိုပဲသွားမှာပဲမှန်ကန်တဲ့လမ်းကြောင်းပေါ်ရှောက်နိုင်မှာဟောမြတ်စွာဘုရားရဲ့အဆုံးအမကြတော့အကြောင်းနဲ့အကျိုးနဲ့အကောင်းနဲ့အဆိုးနဲ့ဆုံးမတာနိဗ္ဗာန်ကိုသာဟောတာမဟုတ်ဘူးနိဗ္ဗာန်ရောက်ကြောင်းတရားကိုလည်းဟောထားတယ်နိဗ္ဗာန်အသာထားလိုက်အောင်အေးကိုယ့်ရဲ့နေစဉ်ဘဝမှာမင်းဘယ်လိုနေသင့်လဲဆိုတာမြတ်စွာဘုရားဆုံးမတယ်အပြစ်ကင်းအောင်ဘယ်လိုနေရမလဲငါးပါးသီလလုံးစုံအပြစ်ကင်းဟောပြစ်ကင်းမကင်းစဉ်းစားကြည့်လေငါးပါးသီလလုံးလို့ထောင်ကြတယ်လို့ရှိပါ့မလားထောင်ကြတယ်ဆိုတာပါဏာတိပါဒသူ့တဲ့တတ်လို့တဲ့လူတတ်လို့တဲ့ဆိုပြီးတော့ထောင်ချတာပဲမဟုတ်လားပြများဥစ္စာခိုးလို့လူလို့တိုက်လို့အရဏဒါနမလုံးလို့ထောင်ချခံရတာကာမေတုမိစ္ဆာသာရမရိမှုတွေကျူးလွန်လို့ဆိုပြီးထောင်ချခံရတာဘယ်မှာဖြင့်လိန်သွားလို့ဆိုပြီးမူသဝါဒကြောင့်ဖမ်းဆီးထောင်ချဘယ်မှာဖြင့်အရင်မူပြီးတော့သာဖတတ်ကြတယ်လို့ဘာလို့ဖြစ်ပြီးတော့ထောင်ချခံရတာမူရစေဝါတွေဘဝနေဒီကနေတဲတယ်ရောင်းချတယ်မူရစေဝါဆွဲနေတယ်ဆိုလို့ဒါမကောင်းကျိုးတွေဖြစ်ကြတယ်ဒါတွေရှောင်းနေတဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်လို့ဘာမှမဖြစ်ဘူးမကောင်းတဲ့အကျိုးဘာမှမဖြစ်ဘူးเนาะလက်တွေ့အားဖြင့်ဒီလောက်ထင်ရှားနေတာဘာဖြစ်လို့မျက်ွယ်ပြူရမှာလဲမြတ်စွာဘုရားရဲ့အဆုံးအမဟာလက်တွေ့နဲ့အမှန်မှကိုက်ပြီးလက်တွေ့မြင်ရတယ်ဒါကြောင့်မို့ဘုရားရဲ့အဆုံးအမကိုတန်တိတ်ချိကောလို့ကျင့်သူကိုယ်တိုင်တွေ့နေကျင့်သူကိုယ်တိုင်ကောင်းကင်ဘုရားဘုရားသခင်တွေ့နိုင်တယ်လို့ရှိရတာမရှိဘူး prophet တွေပြောတာကိုယုံရတာကောင်းကင်ဘုရားဘုရားအသာထားပါတောင်မြုံနဲ့တောင်တွေ့ရနတ်ကတော့ပြောတာယုံနေရတာဟုတ်တယ်နတ်ကဘာဆက်ဆိုသွားဆက်ပြောတာကနတ်ကတော့ယုံတာကနတ်လမ်းလဲမနေဘူးလားအဲ့တော့သူပြောတာယုံတာလေသူပြောတာယုံကိုယ်နဲ့နဲ့တိုက်ရိုက်စကားပြောရင်တော့သိဆိုးပါဘာဆက်ဆိုဆက်လို့တော်သေးတာကိုတိုက်ရိုက်အခုကတစိမ့်ငံကြီးလည်းယုံတာပဲလေလူကအဲ့တော့ယုံကြည်မှုဟာဘာမှမထိရောက်ဘူးဆိုတာအတန်ထင်ရှားတယ်အသိဉာဏ်ကမှထိရောက်တယ်နော်ကိုယ်ကိုယ်တိုင်သိရဒါကြောင့်မလို့ရသော်ဘုရားသိအောင်ကြိုးစားခိုင်းဒီကကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဟောဒီဝါဆိုလာပြီနေအမှတ်တရဆိုတာညဘုရားဘဝနဲ့ဆက်တဲ့အခါမှာ၄မျိုးအမှတ်တရ၄မျိုးရှိတယ်ပေါ့အမှတ်တရ၄ခုဆိုတာဘာတော့ဆိုလို့ရှိရင်ဝါဆိုလာပြီဆိုတာကောင်းငင်ကဒီကလက်ပြီဝန်းနဲ့ကောင်းငင်ကထွက်တဲ့လက်ပြီဝန်းကြီးနဲ့လက်ခတ်ဟာလက်ခတ်နဲ့ကောင်းငင်ကလက်ပြီဝန်းကြီးကထွက်ပေါ်လာတယ်လို့ဆိုအာတန်လဆိုတဲ့လက်ခတ်နဲ့ရှင်းပြီးတော့ထွက်လာအာတန်လလက်ခတ်လို့ခေါ်တယ်အဲ့ဒီအာတန်လလက်ခတ်နဲ့လက်ပြီဝန်းကြီးနဲ့ပြိုင်ပြီးတော့ထွက်လာတဲ့လကိုအာတန်လဝါဆိုလာလို့ဒီလိုခေါ်တာနော်ပါဠိလိုကြတော့အာတန်လှဆိုတဲ့စကားလုံးနဲ့ပဲခေါ်တယ်ပေါ့အဲ့ဒီအာတန်လီဆိုတဲ့နက္ခတ်ကြီးနဲ့ရှင်တွဲပြီးတော့ကောင်းကင်ကလာပြီဝင်ကြီးထွက်လာတာကိုအမှတ်သားထားပြီးတော့ဒီနက္ခတ်နဲ့ဒီလရှင်ထွက်လာလို့ဒီဝါဆိုလာပြီနေဟာအာတန်လနက္ခတ်နဲ့ရှင်နေလာလို့ဒီလိုဗေဒကျမ်းဂန်အရာဒီလရဲ့နာမည်ကိုအာတန်လလို့ဒီလိုခေါ်လာတာအဲ့ဒါလို့အာတန်လနက္ခတ်နဲ့ရှင်ပြီးတော့ထွက်ပေါ်လာတဲ့ဒီဝါဆိုလာပြီနေဟာဘုရားဘုရားနဲ့ပတ်သက်ပြီးဘာလို့များဆက်ဆက်မှုရှိနေကြလဲလို့ဆိုလို့ရှိရင်
မြတ်စွာဘုရားရဲ့အလောင်းတော်ဒုတိယနတ်ပြည်ကနေသုတိစိတ်ကြပြီးတော့မေတော်ဝမ်းနဲ့မှတန်တေခတဲ့အခါကျတော့ဟောဒီဝါဆိုလာပြီးနေမှာတန်တေခဒါဘုရားဘောကအစဆုံးလို့မှတ်ထားဖို့ဘုရားလောင်းဟာမိခင်ဝမ်းနဲ့မှတန်တေခတယ်တန်တေခတယ်ဆိုတာနတ်ပြည်ကဆင်းလာတာတော့မဟုတ်ဘူးဒီမှာသုတိစိတ်ကြားလိုက်တာနဲ့မေတော်ရဲ့ဝမ်းနဲ့မှပရိသေဆိုတော့ပေါ်လာနော်ဟိုကအကြောင်းကြောင့်ဒီမှာအကျိုးဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲရှိတယ်ဟိုကပျောက်သွားလို့ဒီမှာပေါ်တဲ့သဘောပဲရှိတယ်ပေါ်နေပြီးတော့ဆင်းလာပြီးဒီထဲဝင်တာမဟုတ်ဘူးသို့တော့အရာစကားအနေနဲ့သာအဲ့လိုပြောတာဟုတ်နော်ဟိုကပြောင်းလာတာဆိုတာတခုမှမရှိဘူးခုဘုန်းကြီးတရားဟောနေတဲ့အတန်လေးကြည့်ပေါ့ရှေ့ကအတန်လေးပျောက်သွားတာနောက်ကအတန်လေးပေါ်လာရှေ့ကအတန်ပျောက်သွားတဲ့အတန်ကနောက်အတန်ဖြစ်တာမှဟုတ်မှာမဟုတ်တာနောက်အတန်ကနောက်အကြောင်းနဲ့ပေါ်နေတာလေရှေ့ကအတန်ကပျောက်သွားပြီလုံးဝပျောက်သွားပြီသို့တော့ရှေ့ကအတန်ပျောက်သွားခြင်းဟာနောက်ထပ်အတန်ပေါ်ထွက်ခြင်းရဲ့အကြောင်းတွေပဲပေါ့အဲ့ဒါလိုပဲအတိတ်ဘဝဟာနောက်ဘဝပေါ်ခြင်းရဲ့အကြောင်းတစ်ခုပဲပေါ့အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတာညဖြစ်တယ်ဘဝကနေဒီဘဝကူးဆက်လာတာမဟုတ်ဘူးသို့တော့အခုကပြောတဲ့ online ဆိုတာတော့ line ကတော့တစ် line နဲ့ပဲပေါ့ဖြစ်ပြနေတဲ့အစဉ်ကြီးတစ်ခုကအတူတူပဲအဲ့ဒီလိုဖြစ်ပြီးပြက်နေတဲ့အစဉ်ကြီးနဲ့ထွက်လာဒုတိယနတ်ပြည်မှာတေတကေတုနတ်သားဆိုတာစွတိစိတ်ကြာတေသွားတယ်ပေါ့သူတေလိုက်ခံတဲ့တပြိုင်နဲ့စွတိစိတ်ကြာတာနဲ့တပြိုင်နဲ့သူတဏ္ဍမှာနတ်သားဘဝမှာဖြစ်လာတဲ့ယုံနာအစဉ်တွေဟာနောက်ထပ်ဘေရမာယာရဲ့ဝမ်းမှာလာပြီးတော့ပေါ်တယ်ဒီလိုပြောတာနော်ဝမ်းနေဆင်းလာတာတော့မဟုတ်ဘူးဆင်းလာတာမဟုတ်အခုဆိုတော့ရန်ကုန်ကနေပြီးတော့လေဒီယိုလွှင့်လိုက်တယ်အောင်ချမ်းသာကနေဖိုင်းရင်မကြားရဘူးလားကြားရပါဘူးဒါပြင်အဲ့ဒီအတန်တွေကလမ်းလျှောက်လာတာလားဘယ်လိုလုပ်လာကြောင်းကျိုးအနေနဲ့ဆက်လာတာနော်လေထဲလာရင်လည်းလမ်းမှာမုန်တိုင်းတိုက်တာနဲ့ပျောက်ထွက်သွားအောင်ပေါ့အဲ့တော့လူစိတ်များလို့ပဲပေါ့အခုတရားပွဲမှာလူကထိုင်နေတယ်အိမ်တွေးကြည့်ပါလားရောက်မသွားဘူးလားစိတ်ကအဲ့ဒါလိုပဲစွမ်းအားထက်တယ်စိတ်စွမ်းအားနဲ့သွားတဲ့သဘောမျိုးနော်လူကြီးကတော့ဒီမှာရှိတယ်စိတ်ကအိမ်ရောက်သွားပြီမြန်လိုက်တာပြန်လာခဲ့တရားပွဲမှာပြန်ထိုင်လိုက်နော်အဲ့ဒါလိုဘလောက်ပဲဝေးဝေးသွားနိုင်တယ်နိုင်ငံခြားသွားမလားသွားလို့ရအဲ့ဒါလိုစိတ်သွားတယ်လို့ပဲတေတကေတုနတ်သားဘဝမှာသုတိစိတ်ကြလိုက်တာနဲ့တပြိုင်နက်မေတော်ဝမ်းထဲမှာပေါ်လိုက်တာအဲ့ဒါကိုအနန္တရပစ္စယောလို့ခေါ်တယ်ရှေ့ကပျောက်ကွယ်သွားတာနဲ့နောက်ကဖြစ်ပေါ်လာတာဒီနှစ်ခုကြားမှာတခြားဘာမှခြားကွယ်မှုမရှိဘူးဇက်တိုက်ဖြစ်တယ်လို့ပြောတယ်နတ္ထိပစ္စယောရှေ့ကဘဝမရှိတော့မှနောက်ကဘဝပေါ်တယ်နတ္ထိပစ္စယောဝိကတပစ္စယောအနန္တရပစ္စယောသမဏန္တရပစ္စယောနတ္ထိပစ္စယောဝိကတပစ္စယောဆိုတဲ့24ပစ္စည်းပါဒီလေးခုကဒါကိုရှင်းပြနော်အဲ့ဒီတဘာဝတရားတွေကသိဖို့ရအမတန်မှခဲရင်နေမြင်ဖို့အမတန်ခဲရင်နေအဲ့ဒါမြင်ဖို့တွေကပညာရှိမှမြင်တယ်လို့ဒီလိုဆိုတာဒါကြောင့်မို့အသိပညာကိုစီးဖို့အားထုတ်ကြဟုတ်ပြီဟောဒီဝါဆိုလာပြီနေမှာဘယ်ဘုရားလောင်းလေးဘုရားအလောင်းတေတကေတုနတ်သားဘဝမှာသုတည်ပြီးတော့မေတော်ဝါနဲ့မှာတန်လိခတယ်အဲ့ဒီလိုတန်လိခတယ်ဆိုတာဒီမေတော်ကြီးမှာအိမ်မက်တစ်ခုမက်တယ်ဒါကဖြစ်ပေါ်လာတဲ့အခြေအနေတစ်ခုတော့မဟုတ်ဖြစ်ပေါ်မဲ့အခြေအနေတစ်ခုကိုပုဗ္ဗနမိတ်အနေနဲ့မက်တဲ့အိမ်မက်ဆိုတာ၄မျိုးရှိတယ်နော်အိမ်မက်ကိုဒီနေ့ဟောတဲ့ပုဂ္ဂိုလ်တွေကရန်တန်ဟောနေကြအိမ်မက်ဆိုတာ၄မျိုးရှိတယ်အကြောင်းအိမ်မက်မဲ့ခြင်းအကြောင်း၄မျိုးရှိတယ်ပထမတစ်မျိုးကကျမ်းမာရေးကြောင့်ဒါ၄ပါးမညီညွတ်လို့မက်တဲ့အိမ်မက်မျိုးလည်းရှိတယ်မညီညွတ်ဘူးဆိုတာလူခန္ဓာကိုယ်ထဲမှာဝါယောဓာတ်တွေဖောက်ပြန်နေတဲ့အခါကျဘလို့ကောင်းကင်ပြန်ရတယ်လို့ဘာလို့မက်တယ်နော်လူခန္ဓာကိုယ်ထဲမှာဒါအေးနေတယ်ဆိုလို့ရှိရင်ခြေထဲမှာရေချိုးနေရတယ်လို့မက်တယ်ဘုန်းကြီးတို့ခဏခဏမက်ဖို့လေအဲ့ဒါရေချိုးနေရတယ်လို့သာမက်လို့ရှိရင်တော့ချမ်းနေပြီလူက
နော်စောင်းကွာနေလို့မက်တာအဲ့ဒါမျိုးအဆောင်ချုံလိုက်ရင်ကောင်းသွားတာအဲ့ဒါလို့ဒါကဓာတုခောဘလို့ခေါ်တယ်စာထဲမှာဓာတုခောဘဆိုတာဓာတုဆိုတာဓာတ်၄ပါးခောဘဆိုတာမညီမည၆ချားတယ်၆ချားတယ်ဆိုတာတစားထောင်တစားရော့မငြိမ်မသက်ဖြစ်တယ်လို့ခေါ်တယ်ဓာတ်၄ပါးမငြိမ်မသက်ဖြစ်တယ်မငြိမ်မသက်ဖြစ်တယ်ဆိုတာပထဝီဓာတ်ကများခြင်းများသွားလိုက်တယ်အာဘောဓာတ်ကများခြင်းများတယ်တေဇောဓာတ်ကများခြင်းများတယ်ဝါယောဓာတ်ကများခြင်းများအဲ့လိုဓာတ်၄ပါးဟာမျှမျှတတာမရှိဘဲနဲ့တစားထောင်တစားနယ်ဖြစ်လာပြီဆိုလို့ရှိရင်တော့အဲ့ဒီလိုအိမ်မက်မျိုးတွေမက်တတ်တယ်တဲ့ဒါကဓာတ်၄ပါးကိုအကြောင်းခံပြီးတော့မက်တဲ့အိမ်မက်ဒါကမှန်တာမဟုတ်ဘူးဘာကြောင့်မှဒီလိုမက်ချင်းကြောင့်အိမ်မက်ရဲ့အကျိုးအပြစ်ဆိုတာဘာမှမရှိဘူးဒါနော်နောက်တစ်ခုမက်တာကတော့အနုဘုဒ္ဓပုဗ္ဗာတဲ့အတွေ့အကြုံလေးတွေတွေ့ဘူးတာတွေကြုံမေးတာတွေစွဲပြီးတော့မက်တာလည်းရှိတယ်နေလေကဘယ်သူနဲ့စကားပြောလာညအဲ့ဒါတွေပြန်မက်ချင်မက်တယ်ပေါ့နေလေကလှုပ်ခဲတာတွေပြန်မက်ချင်မက်တယ်ဟိုအတိတ်ဘဝအတိတ်ကာလလွန်ခဲ့တဲ့ရက်တွေကဖြစ်ခဲ့တာပြန်စွဲမက်ချင်မက်တယ်အဲ့ဒါမျိုးလို့ကြတော့အနုဘုဒ္ဓပုဗ္ဗာအတွေ့အကြုံတွေကိုပြန်မက်တယ်လို့ခေါ်တယ်ဒါလည်းဘာမှအကျိုးအပြစ်မရှိဘူးနောက်တစ်ခုကဘာလို့ဆိုဒေဝတောပတ္တဟာရကိုယ်ဆောင်တတ်တာဖြစ်စေကိုယ်ကိုအုံးဒီတို့ဟုတ်လားမပြောသည်တို့မဆက်လို့ဆိုပြီးတော့တတိပေးတာနတ်ကကိုယ်ွယ်နေကြလူမကိုယ်ွယ်ဘူးဆိုလို့ရှိရင်ဒေဝတောပတ္တဟာလိုလားတဲ့နတ်ပဲဖြစ်စေအကျိုးကိုမလိုလားတဲ့နတ်ပဲဖြစ်စေဒီအာယုန်နမိတ်ပြပြီးတော့မက်ထာမျိုးတွေလည်းရှိတတ်တယ်အဲ့ဒါမျိုးကြတော့နတ်ပေါ်မှာမူတည်တယ်နတ်ကနတ်ကောင်းဆိုရင်တော့အမှန်တိုင်းမှန်တတ်တယ်နတ်ဆိုးကတော့လူဖြောက်ချတာမျိုးဖြစ်သည့်အတွက်ကြောင့်မမှန်ဘူးတဲ့နော်အဲ့ဒါလည်းပုံသေးမရှိဘူးအကျိုးအပြည့်ဟာတေချာဘောပြောလို့မရဘူးနောက်တစ်ခုကဘာလို့ဆိုပုဗ္ဗနမိတ်အနေနဲ့မဲ့တယ်ပုဗ္ဗနမိတ်ဆိုတာရှေ့ပြေးနမိတ်အနာဂတ်မှာဖြစ်တော့မယ်ဆိုတဲ့အခြေခံအနေနဲ့နမိတ်ကကံတရားရဲ့စွမ်းအားနဲ့မဲ့တဲ့သဘောဖြစ်တယ်ဥပနိဒေယပစ္စယောပေါ့လုံလောက်တဲ့အကြောင်းတွေရဲ့အထောက်အကူနဲ့မဲ့တဲ့အိမ်မက်မျိုးကြတော့ဖြစ်လာမဲ့အခြေအနေတစ်ခုကိုကြိုတင်ပြီးတော့မဲ့တဲ့အိမ်မက်မျိုးကြဒီတစ်ခုကြတော့မှန်တယ်လို့ပြောတယ်အဲ့တော့မေရောမာယာကဒီဝါဆိုနာပြည်နေ့မှာညအိပ်ပျော်သွားတဲ့အချိန်လေးမှာအိမ်မက်မဲ့တယ်သူဘာအိမ်မက်မဲ့တော့ဆိုနာမည်ကြီး၄ပါးဆင်းလာပြီးတော့သူအိတ်နေတဲ့တလွန်မှာနာမည်ကြီး၄ယောက်ကထောင်၄တောင်းကတယောက်စီထမ်းပြီးတော့ပြုမွန်တာတောင်ဘက်ကိုတည်သွားတယ်လို့အိမ်မက်မဲ့တယ်နော်နတ်တွေကတည်သွားတယ်ဟိုရောက်တဲ့အခါကျတော့အဝတန်လှပတဲ့မနောတိလကိုရကြောက်ဖြာပေါ်မှာခိတ္တခဏချထားသစ်ပင်ကြီးကအဝတန်မှကြီးမားတဲ့အင်းကြီးပင်ကြီးရှိအဲ့ဒီအင်းကြီးပင်ကြီးအောက်မှာမြတ်တိလကြောက်ဖြာကြီးပေါ်မှာဒီမေရမယာလျောင်းဆက်နေတဲ့တလွန်ကြီးကမပြီးတော့သူ့ကိုတည်သွားတာလေသူကတော့အသာလေးလိုက်သွားတာဟောတိနေတာပဲတည်သွားတယ်ဆိုပြီးတော့နော်အဲ့ဒီမှာချထားတယ်ချထားပြီးတဲ့အခါမှာအဲ့ဒီနမင်းကြီးရဲ့နတ်မိဖုရားတွေကလာပြီးတော့မေရမယာကိုအနောဒအိုင်ဘက်ကိုဆက်ပြီးတော့တည်သွားပြီးရေပေါ်ချိုးနတ်နာတွေဖိလိမ့်ပေးလာပြီးတော့အိမ်မက်အဲ့ဒီကနေပြန်လာတဲ့အခါကျရင်ငွေအောင်တောက်ပနေတဲ့ဘုံမိမ္မာနဲ့မှာထားပြီးတော့သူ့ကိုအိယာကောင်းကောင်းပေါ်မှာတင်ပြီးတော့အိတ်ဆက်ခိုင်းတာအဲ့ဒါတွေအကုန်လုံးရှင်းရှင်းကြီးအိမ်မက်တာအဲ့ဒီအိမ်မက်ပြီးတဲ့နောက်မှာဘာဖြစ်လာလို့ဆိုခလန်းလန်းကရွှေတောင်ပေါ်ကဖြူစွတ်နေတဲ့စင်ပြူတော်ကြီးတကောင်ရွှေတောင်ပေါ်မှာရွှေတောင်ပေါ်ကနေဆင်းသက်လာတယ်ဆင်းသက်လာပြီးတော့မေရမယာအိတ်ဆက်နေတဲ့တလွန်မြောက်ဘက်ကနေပြီးငွေတောင်ဘက်ကနေလှည့်ပြီးတော့မြောက်ဘက်ကနေပြီးတော့သူကတက်လာအကုန်လုံးမြင်နေရတဲ့အိမ်မက်ထဲမှာတက်လာတဲ့အခါကျတော့သူ့နာမောင်းထဲမှာဘာပါလာလို့ဆို
ခွေးစွန့်နေတဲ့ဘရမဂျာပန်ကြီးတစ်ခုပါဂျာပြူပွင့်ကြီးပါနာမောင်းတဲ့ဂျာပြူပွင့်ကြီးကိုကိုင်းလာနော်ဆင်းရဲနာမောင်းကလည်းအလွန်ဆွဲတယ်သူဆင်းကိုတရားကြည့်လို့ရှိရင်နာမောင်းထိပ်ဖြားလေးမှာသူကလက်လိုပဲဆုပ်ခိုင်နိုင်တယ်နော်အဲ့ဒါလေးကအနံ့လဲခန္ဓာလဲဖြစ်တယ်ကိုင်းတရားရှိရင်အဲ့ဒါလေးနဲ့ကိုင်းတယ်သူကအဲ့နာမောင်းထိပ်ဖြားလေးနဲ့ကြာဝင်ကြီးသို့မဟုတ်ကြီးမားတဲ့ကြာဝင်ဆိုရင်နာမောင်းထိပ်ဖြားလေးနဲ့ရစ်ပြီးတော့ကိုင်းလာခဲ့တာအဲ့ဒီကြာဝင်အချူကြီးကိုကိုင်းလာပြီးတော့ရောက်လာတော့ဆိုမြောက်ဘက်ကနေပြီးတော့မေရမာယာအိတ်ဆက်နေတဲ့ဒီဗိမာန်တွေကိုဝင်လာတာဝင်လာပြီးတော့အိတ်ဆက်နေတဲ့ပလင်ဘေးကနေလှက်ပတ်ပြီးတော့လက်ရရစ်တယ်ခေါ်တာပေါ့သုံးဘက်ပတ်ပြီးတဲ့အခါကျတော့မြောက်ဘက်နံပါတ်မှာပစစ်တူးလေးအသာတုပ်ပြီးတော့မေတော်ရဲ့ဝမ်းဘိုက်ကိုခွဲပြီးတော့ထဲထဲဝင်သွားတယ်လို့အိမ်မက်ဖောက်ပြီးဝင်သွားအိမ်မက်မို့ပေါ့နှုတ်ဆိုကြောက်မှာပေါ့နော်ဆင်ကြီးဘိုက်ထဲဝင်သွားတယ်ဆိုအဲ့တော့အိမ်မက်ကအဲ့လိုမက်တာအဲ့ဒါပဲနေတော့ဆိုအခုဝါဆိုလာပြီးနေပဲဝါဆိုလာပြီးနေမှာဒီလိုဘုရားလောင်ဘဝနဲ့ဆက်ဆက်ပြီးတော့ကြည့်ဒီလိုအိမ်မက်တယ်လို့ဒီလိုဆိုတာနော်အဲ့ဒီလိုအိမ်မက်ထားတဲ့တပြိုင်နက်အိမ်မက်ကိုနည်းနည်းမိုးတော့လင်းရောက်တဲ့အခါကျတော့ဒီအိမ်မက်ကိုဖတ်တဲ့ပုံသားတွေကိုခေါ်ပြီးတော့နေတယ်အိမ်မက်ရဲ့ဗမာပြည်မှာတော့လက်တော်ဝါလောက်ရှိတဲ့စာလေးတွေရေးထားတယ်အိမ်မက်တိတ်ထုံဆိုပြီးဘယ်လောက်မှန်းလဲတော့မသိဘူးเนาะအိမ်မက်တိတ်ထုံကျမ်းတယ်ဗမာပြည်မှာရေးထားရှိတယ်အပုံသားတွေခေါ်ပြီးတော့မေးတဲ့အခါကျတော့ပုံသားတွေကအိမ်မက်ကိုသေချာနားထောင်ပြီးသူတို့ကအဖြေထုတ်တယ်ဒီအိမ်မက်ကတော်တော်ထူးဆန်းတဲ့အိမ်မက်ဒါကြောင့်မို့မေရမာယာလည်းအဲ့ဒီအချိန်ကသူက50လောက်ရှိနေပြီပြောတယ်နော်တာမန်ဆိုလို့ရှိရင်အမျိုးသမီးတွေမှာ40လောက်ဆိုသိဆုံးတယ်လို့ပြောကြတယ်ပေါ့နော်ကြားဘူးလားပြောတယ်အဲ့တော့50ဆိုလို့ရှိရင်တော့တတိယဖို့ရဒီ1000မှတယောက်တောင်ဖြစ်ချင်မှဖြစ်တော့ပေါ့နော်အဲ့ဒီမှာမေရမယာအသက်50လောက်အနေထားရှိနေတဲ့အချိန်လေးပါထူးထူးခြားခြားအိမ်မက်တော့ပုံသားတွေကပြီးရင်ဟောတယ်ဒါမေရမယာဝမ်းမှာသတိခတယ်သတိခတာဖြစ်တယ်အဲ့တော့ဝိပဿနာမဲ့ကလေးလေးကလည်းအမျိုးသမီးမဟုတ်ဘူးအမျိုးသားယောက်ျားလေးပေါ့လေမိန်းမမဟုတ်ယောက်ျားလေးအခုကတော့အဆောင်တွေပါနေနဲ့ရိုက်ချီလာမသိဘူးကြားလားမလားဆိုတာဘယ်လိုခွဲတယ်တော့မသိဘူးပေါ့နော်သူတို့ခွဲတဲ့နည်းတွေတော့ရှိတယ်နဲ့တူပါတယ်အဲ့ဝိုင်တို့ဘာတို့နဲ့ခွဲရထမှာလေအခုအဲ့ဒီလိုကြားလားမလားခွဲလိုက်တော့ကြားပေါ့ယောက်ျားလေးမွေးဖွားလေးမွေးဖွားလာတဲ့ပုဂ္ဂိုလ်ကလည်းအမှန်တမ်းဘုံကံကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လူဘဝမှာနေလို့ရှိရင်တော့စကြဝဠာမင်းဖြစ်လူဘဝကိုစွန့်ခွာပြီးတော့တရားကျင့်မယ်ဆိုရင်လည်းမြတ်ဗုဒ္ဓဖြစ်လိမ့်မယ်လို့ဒီလိုဟောထွက်ထားတာအဲ့ဒီချင်းဒါပုံသားတွေဖေရင်ချမ်းအရာသူတို့ဒီလိုဟောကြတာအဲ့ဒီလိုဟာဝါဆိုလာပြီးတော့တရားနေမှာဒီလိုဟောတယ်လို့ဒီလိုဆိုအောင်ပေါ့နော်ဆိုအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ဘုရားလောင်းလေးဒီအရိခလိုက်တဲ့အချိန်မှာထူးခြားချက်တွေကလည်းဖြစ်ပေါ်လာအဲ့ဒီထူးခြားချက်ဖြစ်ပေါ်လာမှုတွေကအမှန်ပုဂ္ဂိုလ်တွေတော့သိချင်မှသိလိုက်ပါမို့သို့သောလောကကြီးမှာဘုရားတော်သတိတည်လိုက်တဲ့အခါမှာထူးခြားချက်တွေ32မျိုးတောင်ဖြစ်တယ်လို့ဆိုတယ်မဟာဗုဒ္ဓဝင်ကိုကြည့်ပြီးတော့ဖတ်ကြည့်ကြပါနော်32မျိုးဆိုတာဘာတွေတုံးဆိုလို့ရှိရင်အချင်းအပြည့်ပြောမှဆိုရင်လောကကြီးထဲမှာအလင်းရောင်ကြီးတစ်ခုဖြစ်ပေါ်လာတာလေဒါထူးခြားချက်တစ်ခုပဲနော်ကြီးမားတဲ့အလင်းရောင်ကြီးတစ်ခုဖြစ်ပေါ်လာဒီလိုကြီးမားတဲ့အလင်းရောင်ကြီးတစ်ခုဖြစ်ပေါ်လာတယ်ပရိသေတွေဒီလိုက်နောက်လောကကြီးတစ်ခုလုံးဟာတိမ့်တိမ့်တုံသွားတယ်အဲ့ဒီအချိန်လေးပါညအခုခေတ်လိုပြောရင်ညငရင်လှုပ်သွားတယ်ဗောနော်တကောင်ရောငရင်လှုပ်သွားတယ်တကောင်လောက်ကညဘာဆိုလာပြီနေညတကောင်မှငရင်လှုပ်သွားတယ်ဆိုတာအဲ့ဒါဖြစ်တယ်ဖြစ်တယ်ဖြစ်တာမှဒီစัจ java လာတစ်ခုတည်းလှုပ်တာမဟုတ်ဘူးစัจ java လာ1000ရှိအောင်လှုပ်တယ်လို့ဒီလိုဆိုတယ်နော်အဲ့ဒီမှာထူးခြားချက်တွေကဘာတွေတုံးလို့ဆိုလို့ရှိရင်
အဲ့ဒီအချိန်မှာမျက်စိမမြင်တဲ့လူတွေကလည်းမျက်စိမြင်ကြတဲ့လင်းရောင်ကြီးကိုမြင်လိုက်ကြတယ်လို့ဆိုတော့တော်ထူးဆန်းတယ်အဲ့ဒီလင်းရောင်မြင်တာတကယ်ပဲမြင်သလားတော့မသိဘူးဘုန်းကြီးကိုယ်တွေပြောပြရမယ်ဆိုလို့ရှိရင်မျက်စိမမြင်တဲ့လူတွေမှာထူးခြားချက်လေးတွေရှိတော့ရှိတယ်ရန်ကုန်မှာနေတော့တခါမျက်မမြင်အကြောင်းကဒီ20ကြာအကျော်ပြင်ဆရာလေးမျက်စိမမြင်လို့သူတို့အကျော်ပြင်လုပ်ငန်းသင်ပေးထားတော့သူခေါ်ပြီးတော့တခါတယောက်ကခေါ်ပြီးတော့အဲ့ဒီမှာလာပြီးတော့ဝတ်ဖြစ်ပြီးတော့ပေါ့နော်ဝတ်ဖြစ်ပြီးတော့စမိဆိုင်ရပြောတော့သူကဘာပြောတော့ဆိုနေပြီးတော့မှတဲ့မိတွေကိုထိန်းနေတာပဲဘုန်းကြီးစဉ်းစားကြည့်ဒီကောင်မြင်ရတယ်ထင်တယ်လို့မျက်စိမိတွေထိန်းနေတာပဲသူကအตาလေးပြုံးနေရတယ်အင်းမြင်လားလို့တော့မမေးလိုက်ပါဘူးသူအဲ့တော့ဘုရားလောင်းလေးတရေခါတဲ့အခါမှာလေမျက်စိမမြင်တဲ့ပုဂ္ဂိုလ်တွေမြင်လာရတယ်တဲ့နောက်တစ်ခါနားမကြားတဲ့ပုဂ္ဂိုလ်တွေလည်းနားကြားသွားတယ်တဲ့အဲ့ဒီခိုက်တာထူးခြားချက်တွေ32မျိုးတောင်ဖြစ်တယ်လို့ဒီလိုဆိုတယ်မဟာဗုဒ္ဓဝင်မှာဖတ်ကြည့်တွေ့နေပြီပေါ့နော်ဒါတော့ဘုရားလောင်းတွေမှာထူးခြားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်လာရင်ထူးခြားမှုတွေကတော့ဖြစ်တတ်ပါတယ်ပေါ့အဲ့ဒါဝါဆိုလာပြီးနေ့ရဲ့အမှတ်တရလေးတစ်ခုပဲလို့ဒီလိုမှတ်သားထားဖို့ဟောဝါဆိုလာပြီးနေ့မှာဘုရားမြတ်စွာဘဝဒီဘုရားလောင်းဘဝနဲ့မေရောမာယာဝါမှာတန်လီခခဲ့တာပါလားလို့ထူးခြားချက်တွေနဲ့အမှန်တန်ထင်ရှားတဲ့ဒီလောကကြီးကိုအကျိုးပြုဖို့လူလောကကိုဝင်ရောက်လာတဲ့နေ့လို့ဒီလိုပြောအောင်လောကကြီးကိုနှိပ်စက်ဖို့ဝင်လာတဲ့လူများလည်းပဲရှိမှာပဲเนาะအခုကတော့လောကကြီးကိုကြိုးပြုဖို့လောကကြီးဟာအမှန်တရားကိုမသိတဲ့ပုဂ္ဂိုလ်တွေအမှန်တရားသိအောင်ဟောပြောဖို့ဆိုပြီးတော့လောကကြီးကိုကောင်းကျိုးချမ်းသာတွေရဖို့ရတယ်ဘုရားလူပြည်လူလောကကိုရောက်ရှိလာတယ်လို့ဒီလိုဆိုတာပေါ့နော်ဒီတာဝါဆိုလာပြီနေရင်အမှတ်တရတစ်ခုပဲနောက်ထပ်အမှတ်တရတစ်ခုကတော့ဘာလို့ဆိုဘုရားလောင်းတော်လေးကမွေးဖွားလာပြီးတဲ့နောက်မှာ29နှစ်ထိအောင်နန်းတော်မှာနေတယ်အိနာယသပြုတ်ပြီးတော့နန်းတော်မှာမင်းသားဘဝနဲ့ဆန်းစားနေတယ်29နှစ်ပြည့်တဲ့အခါကျတော့တာဝန်ကရပြီးတောထွက်ဖို့ကြိုးစားတယ်နောက်ဆုံးထွက်ဖြစ်သွားတဲ့နေ့ဟာဟောဒီဝါဆိုလာပြီနေဝါဆိုလာပြီနေညတကောင်အချိန်မှာဆန္ဒအမတ်ကိုခေါ်ပြီးတော့ကန္နကမြင်းကိုကုန်းတင်ခိုင်းပြီးတော့ညာကြီးမှာပဲတောထွက်သွားတယ်ပေါ့အဲ့ဒါလို့တောထွက်သွားတဲ့နေ့ဟာလည်းပဲဟောဒီဝါဆိုလာပြီနေပဲဝါဆိုလာပြီနေမှတ်တရတစ်ခုပေါ့နော်အဲ့တော့လူလောကကိုပထမဝင်လာတဲ့အချိန်ကလည်းဝါဆိုလာပြီနေပဲဝင်လာပြီးလူလောကအကျိုးပြုဖို့ဆိုတာလူလောကမှာမွေးလာရုံနဲ့မပြီးသေးဘူးလေမွေးလာပြီးတဲ့အခါမှာထူးခြားတဲ့အသိဉာဏ်ရဖို့အတွက်လှုပ်လှုပ်အောင်ပါသူဒီတိုင်းဖြစ်ရုံနဲ့မွေးခြင်းဘုရားဖြစ်တာမှမဟုတ်တာနော်အသိဉာဏ်ကမလုံလောက်သေးဘူးအဲ့တော့အသိဉာဏ်ကိုစီးပူးဖို့ဆိုပြီးတော့တရားဓမ္မရှာဖွေဖို့ထွက်တဲ့ညာလည်းပဲဝါဆိုလာပြီးနေပဲတိုက်ဆိုင်မှုတွေနော်ဝါဆိုလာပြီးနေလူလောကအကျိုးပြုဖို့ဝင်ရောက်လာတဲ့နေ့ကလည်းဝါဆိုလာပြီးနေပဲဟောတကယ်ကိုအကျိုးလုပ်ဖို့အတွက်တရားဓုတရားမြတ်ရဖို့ရှာဖွေတဲ့နေ့ဟာလည်းပဲဝါဆိုလာပြီးနေပဲလို့ဟောဒီဝါဆိုလာပြီးနေထူးခြားတာနောက်ဆုံးမှာရှာဖွေလို့ရပြီတရားဓုတရားမြတ်တွေသိပြီ6နှစ်ပတ်လုံးပေပင်ပန်းပန်းအမျိုးစုံဤမျိုးစုံကျင့်ကြည့်တာအတော်နဲ့လမ်းမတက်ဘူးအတော်နဲ့မတက်ဘူးနောက်ဆုံးကြတော့မှလမ်းတဲ့သွားပြီးတော့ထူးခြားတဲ့အသိဉာဏ်တစ်ခုကိုရတာအဲ့ဒီလိုထူးခြားတဲ့အသိဉာဏ်တစ်ခုရတာတော့ကဆုံလာပြီးနေမှရနော်အဲ့ဒီလိုရပြီး2လလောက်ကြာတဲ့အခါမှာကဆုံလာပြီးတော့တရက်ကနေပြီးတော့နေုံလာပြီးနေအထိ1လနေုံလာပြီးတော့တရက်ကနေဝါဆိုလာပြီးအထိ1လအဲ့ဒီဘုရားဖြစ်လို့ထူးခြားတဲ့အသိဉာဏ်ရပြီးတော့တရားဥဓမ္မစကြာဟောတဲ့နေ့ဟာလည်းဝါဆိုလာပြီးနေပဲအဲ့တော့ဗုဒ္ဓဘုရားလူလောကကိုကြွလာတဲ့လူလောကကိုပထမဆုံးခြေချတဲ့နေ့ခြေချတယ်ဆိုတာမိခင်ရဲ့ဝမ်းထဲမှာတန်တေခတာအဓိကနော်အဲ့ဒီလိုလူဘဝလူသားအနေနဲ့စတင်ဖြစ်ပေါ်လာတာလဲဝါဆိုလာပြီးနေပဲတရားရှာဖို့တောထွက်တဲ့ညဟာလည်းပဲဝါဆိုလာပြီးနေပဲနောက်ဆုံးမှာအမှန်တရားကိုသိလာလို့စတင်ဟောပြောတဲ့နေ့ဟာလည်းပဲ
ဝါဆိုလာပြီးနေပဲလူတွေကိုဒီထူးခြားတဲ့တရားဓမ္မကိုစတင်ဟောတယ်အဲ့တော့ထူးခြားတဲ့တရားဓမ္မဆိုတာဘာလို့ဆိုဒီကျင့်စဉ်နဲ့အမှန်တရားလေးချက်အချင်းချုပ်ပြောမယ်ဆိုရင်အမှန်တရားလေးချက်အမှန်တရားလေးချက်ဆိုတာဘယ်တော့မှပြောင်းလဲလို့မရဘူးအမှန်တရားလေးချက်တစ်ခုပြောမယ်ဆိုရင်အရှင်ပြီးတော့ကြည့်ပါလောကမှာပြဿနာဆိုတာရှိတယ်ဒါနံပါတ်1ပြဿနာရှိတယ်ဆိုတာမှန်တယ်အဲ့ဒီပြဿနာဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းရှိတာမှန်တယ်အဲ့ဒီပြဿနာရှိရင်ပြဿနာရဲ့အဖြေဆိုတာရှိတယ်ဆိုတာမှန်တယ်အဲ့ဒီအဖြေရဲ့နိလန်းဆိုတာလည်းပဲပြဿနာပြင်ငြိမ်းမှုဆိုတာရှိတယ်အဲ့ဒီပြဿနာပြင်ငြိမ်းမှုအတွက်ဖြေဆိုရနိလန်းဆိုတာလည်းရှိတယ်ဆို၄ချက်နော်အမှန်တရားသစ္စာ၄ပါးဆိုတာဒီ၄ချက်ကိုပြောတာဆိုပါစို့ဒီယောဂတစ်ခုနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်လူကိုနှိမ့်ဆက်နေတဲ့ယောဂဆိုတာရှိတယ်ဟုတ်ပြီယောဂရှိတယ်ဒီယောဂသူကသူဖြစ်တာမဟုတ်ဘူးအကြောင်းရှိတယ်ယောဂဖြစ်ခြင်းအကြောင်းဒါကဒီယောဂပြောက်တဲ့ယောဂပျောက်ကင်းမှုမရှိဘူးလားဆိုယောဂပျောက်ကင်းမှုလည်းရှိတယ်ယောဂပျောက်ကင်းမှုအတွက်နိလန်းရောရှိလားဆိုရှိတယ်ဒီ၄ချက်ပဲသူကယောဂဖြစ်ကြောင်းတရားယောဂပျောက်ကင်းခြင်းယောဂပျောက်ကင်းအောင်နိလန်းသုံးကိုဆေးဝါဒါကိုသစ္စာ၄ပါးခေါ်တယ်လောကမှာတရားဝါတွေကြုံတွေ့နေကြတာဒုက္ခရရှိထားတဲ့ခန္ဓာ၅ပါးဘာလို့ဒုက္ခဘာကြောင့်ဒုက္ခတုံးဆိုမိုးခြင်းနဲ့အိုးနေရတာဒုက္ခလို့ဘယ်သူပြောမလို့နော်ကဲမိုးခြင်းနဲ့နေလို့ရလားမရဘူးမနာခြင်းနဲ့နေလို့လည်းမရဘူးမသိခြင်းနဲ့နေလို့လည်းမရဘူးယမိတ်ဆံယံပိဿံနလဘတိတံပိဒုက္ခံဆိုတာဒါတွေကိုပြောတာအလုတ်ကိုင်းမရလို့ဒုက္ခဒါပြောတာမဟုတ်ဘူးအဲ့ဒီဒုက္ခအသေးလေးနော်ဖိုက်ဆာရတဲ့နဲ့တွင်စားစရာမရှိလို့ဆိုတဲ့ဒုက္ခလည်းအသေးလေးပဲယံပိဿံနလဘတိဆိုတာလူတိုင်းကြုံရတဲ့ဒုက္ခဘာလို့ဆိုရင်မအိုခြင်းမဲနဲ့အိုရတယ်မနာခြင်းမဲနဲ့နာရတယ်မသိခြင်းမဲနဲ့သိရတယ်အဲ့ဒီဒုက္ခမှာအကြီးဆုံးဒုက္ခတဲ့အဲ့ဒီဒုက္ခဟာသူ့ဘာသူဖြစ်နေတာလားဆိုတော့မဟုတ်ဘူးဒီလိုဘဝမျိုးကိုလိုချင်လို့ဖြစ်နေတာဒုက္ခသမုဒယဒါဖြင့်ဒီဒုက္ခငြိမ်းတာရောရှိလားရှိတယ်နိဗ္ဗာန်ဟာဒုက္ခនិရောဓရောက်ကြောင်းတရားရောရှိလားရှိတယ်မဂ္ဂင်၈ပါးဒုက္ခនិရောဓဂ ामिनी ပฏิပဒါလို့အဲ့တော့ဓမ္မစကြာဟောတဲ့အခါမှာဒီ၄ချက်ကိုအဓိကထားဟောတာပဲဒီ၄ချက်ကိုရှားပြဒီ၄ချက်ကိုသိအောင်အခုဖြစ်နေကြတာဘာတွေရနေကြတော့ဒုက္ခကိုရနေကြတယ်ဒီဒုက္ခဘာကြောင့်ရတာတော့သမုဒယဆိုတဲ့တဏှာဥဆောင်တဲ့ကိလေသာတွေကံတွေကြောင့်ရနေတာလို့ဒီလိုဆိုလို့တာဒါဖြင့်ဒီဒုက္ခရဲ့ချုပ်ငြိမ်းမှုဆိုတာရောဖြစ်နိုင်လားဖြစ်နိုင်တယ်ဒါဒုက္ခနေတော့ဖြစ်နိုင်လို့ရှိရင်နိလန်းကရောဆိုနိလန်းလည်းရှိတယ်မဂ္ဂင်၈ပါးအကျင့်တရားဟောတာပြည့်ပြည့်စုံစုံဟောထားတာလေပြည့်ပြည့်စုံစုံဟောထားတာသူကအဲ့ဒီလိုပြည့်ပြည့်စုံစုံဟောထားတာဒီအကုန်လုံးသူကိုယ်တိုင်တွေ့ခဲ့တယ်ဆိုတာကိုမြတ်စွာဘုရားကရှင်းလင်းပြီးတော့ဟောတာအဲ့ဒီလိုဒုက္ခនិရောဓလို့ခေါ်တဲ့နိဗ္ဗာန်ကိုရောက်ကျင်လို့ရှိရင်တော့မှန်ကန်တဲ့လမ်းကြောင်းကရှောင်အောင်မယ်အစွန်းနှစ်ဖက်ကိုရှောင်ပြီးတော့မေရှိမပฏิပဒါလမ်းကရှောင်အောင်မယ်လို့ဆိုပြီးဒုက္ခនិရောဓဂ ामिनी ပฏิပဒါဆိုမေဃသစ္စာကိုအဓိကအသေးစိတ်ထားပြီးဟောတော်လိုက်တာပဲအဲ့ဒါဓမ္မစကြာရဲ့အနှစ်သာရပဲဘာလို့ရမလဲဆိုတာဓမ္မစကြာကအနှစ်သာရဟောဒုက္ခရအောင်လုပ်เสียမလို့ရနေပြီဒုက္ခသမုဒယလည်းဖြစ်နေပြီသို့တော်ဒီဒုက္ခတွေငြိမ်းအောင်ငြိမ်းတဲ့နေရာရှိလားရှိတယ်နိဗ္ဗာန်ငြိမ်းအဲ့ဒီအငြိမ်းဓာတ်ကိုရဖို့ဘယ်လိုလုပ်ရမလဲမဂ္ဂင်၈ပါးကျင့်တရားကျင့်ဒါကိုဟောလို့ရင်းမယ်နော်အဲ့လိုဟောလိုက်တဲ့အခါမှာရှင်ကုဋ္ဌညာတစ်ပါးပဲနားလည်သွားတယ်။ကျန်တဲ့ကိုတော့၄ပါးနားမလည်သေးဘူး။သဘောပေါက်ဘူး။လူသားတွေတဲကဒီတခုပဲပထမဆုံးနားလည်မှုဖြစ်သွားတယ်။ဓမ္မစက္ခုဖြစ်တယ်။အဲ့ဒီဓမ္မစကြာတရားဟောတာဟာလည်းအခုလို့ဝါဆိုလာပြီးနေကြပါပဲ။ထူးခြားတဲ့နေတစ်ခုပဲဒီလိုဆိုလိုတာ။ဟောနောက်တစ်ခုကျတော့ဘာတော့ဆိုလို့ရှိရင်ယမကပါတိဟာရိယလို့ခေါ်တယ်ယမကဆိုတာအစုံကိုပြောတာပါတိဟာရိယဆိုတာတကူပြာရိယပါတိဟာရိယဆိုတာပတိပါတိဆိုတာဆန့်ကျင်ဘက်တွေကိုဟာရိယဆိုတာဖယ်ရှားပြစ်မယ်အစွမ်းတကူဟာဆန့်ကျင်ဘက်တွေကိုချုံနေမှုဖယ်ရှားပြစ်ဖို့စွမ်းထက်တယ်
ဒီလိုဆိုလို့အဲ့ဒီပါတိဟာရိယကဒီယေမိအစုံပြတာဒီတော့ယမကပါတိဟာမြန်မာစာတွေထဲမှာယမိုက်ပြာတိဟာလို့ဒီလိုရေးတယ်နော်ယမိုက်ဆိုတာဗမာစကားလုံးမဟုတ်ဘူးယမကဆိုတဲ့စကားလုံးကိုယမိုက်လို့သုံးလိုက်တာပါမြန်မာလိုစကားအစစ်ကအစုံလို့ပြောရအောင်နော်အစုံဆိုတာတစ်စုံတွဲဘက်ကလေးတွေနဲ့တွားအဲ့တော့ဒီနှစ်ခုစုံလို့ပြယေနမီဆိုတာဆန့်ကျင်ဘက်ပဲဟုတ်လားအဲ့ဒီဆန့်ကျင်ဘက်နှစ်ခုကိုတပြိုင်တည်းဖြစ်အောင်လုပ်ပြတယ်ဆိုတာနေတဲ့စွမ်းရည်မှမဟုတ်တာရေတစ်မျိုးတည်းကြီးပြနေလည်းပဲသိပြီးတော့ဆန်းတယ်လို့ထင်မှာမဟုတ်ဘူးမီးတစ်မျိုးတည်းပြနေရင်လည်းဆန်းတယ်မယ်ထင်မှာမဟုတ်ဘူးရေမီးနှစ်ခုစုံလုပ်ပြီးတော့ကျက်စွာဘုရားသခင်ကိုရမြတ်ယမိုက်ပြာတိဟာလို့ခေါ်တဲ့တကုပြာတိဟာကိုအကြီးအကျယ်အစွမ်းပြပြီးတော့ဆန့်ကျင်မဲ့ဖြစ်တဲ့ဒိဋ္ဌိတွေရဲ့အယူဝါဒကိုဒီနှိမ်နှင်းခဲ့တာလည်းပဲဟောဒီဝါဆိုလာပြီးနေပဲလို့ဆိုလို့တကုပြာတိဟာကတော့ပြတာဘဝမှာပြောရမယ်ဆိုရင်တော့မှတ်တမ်းအရာပြောမယ်ဆိုရင်ရသော်ဘုရားရှင်မီးစုံတကုပြာတိဟာပြတာ၃ခါရှိတယ်ပထမတစ်ခါကတော့အနိမိတတတ္တဟာလို့ပန္လင်္ဂတတ္တဟာပြီးတဲ့အခါတရားဖြစ်တဲ့ပလင်ပေါ်မှာ9ရက်ထိုင်နေတယ်ထိုင်ပြီးတဲ့အခါမှာအရှိမြောက်ဘက်အရက်ကလေးကခက်လန်းလန်းကနေပြီးတော့ဒီဘောဓိပင်နဲ့ပလင်ကိုစိုက်ပြီးတော့ကြည့်နေတာမမိတ်သောမျက်စိနဲ့ကြည့်တာ9ရက်နော်အဲ့ဒီလိုကြည့်နေတဲ့အခါမှာနတ်တွေကဂျုံမတန်တရားဖြစ်လာလုံးဆရာတွေကျမ်းနေသေးလို့လားဘုရားမဖြစ်သေးဘူးလားတရားသိတဲ့အသည့်တွေဟာကျမ်းနေသေးလို့လားလို့စိတ်ထဲမှာတန်တရားဖြစ်လို့မြတ်စွာဘုရားက9ရက်ကြည့်ပြီးတဲ့နောက်ပိုင်းမှာသူ့မှာလုံးဆရာကြံလို့မဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြသလို့ဘုရားရဲ့အစွမ်းတကူကိုပြတဲ့အနေနဲ့ရေမီးအစုံတကူပြားတွေကပြခဲ့တယ်လူတွေတော့မတွေ့လိရဘူးနတ်တွေပဲရှိမယ်အဲ့ဒီချိန်နောက်တစ်ခါမြတ်စွာဘုရားဖြစ်သူရောက်ပြီးတပည့်ဆက်ကြဟောတပည့်ဆက်ကြဟောပြီးတော့ဗာရာဏသီမှာတဝါဆိုတယ်ဝါကျွတ်တဲ့အခါကျတော့ဥရဝေလတောဘက်ကိုခရီးထွက်တယ်ယသိတထောင်ကိုချွတ်တယ်ချွတ်ပြီးတဲ့အခါမှာရာဇဂိုပြည်ကိုကြွရာဇဂိုရောက်တဲ့အခါကျတော့တဝါဆိုတယ်ဒုတိယဝါဆိုပြီးတော့တပေါင်းလာပြီးရောက်တဲ့အခါကျတော့ကာလုဒာယီမထေရလာပဲ့လို့ကပိလကိုကြွတပေါင်းလာပြီးကနေကြွသွားလိုက်တာ2လကဆုံလာပြီးနေကနေပြီးတော့သွားလိုက်ရောက်သွားတယ်ကဆုံလာပြီးနေမှာရောက်သွားတယ်အဲ့ဒီတော့ရောက်သွားတဲ့အချိန်မှာဆွေတော်မျိုးတော်တွေကတိတ်တထဟာငါတို့တူပဲငါတို့မြည်ပဲနဲ့ဆိုပြီးတော့လူငယ်တွေဒါရှ िख ိုးခိုင်းပြီးသူတို့ကမန်တက်ပြီးတော့ရှ िख မခိုးကြဘူးအဲ့ဒီမှာမြတ်စွာဘုရားကသူ့ရဲ့အစွမ်းတကူကိုပြသတဲ့အနေနဲ့ဆွေတွေမျိုးတွေချားမှာရမိုက်ပြာတွေဟာတကူပြာတွေဟာကိုပြအဲ့ဒါကတစ်ချိန်နော်ဒုတိယအချိန်အခုဝါဆိုလာပြီနေ့မှာပြတယ်လို့ဆိုတာဘုရားဖြစ်သူရောက်ပြီးတဲ့နောက်မှာ9ဝါမြောက်သာဝတိမြို့မှာသတင်းသုံးနေထိုင်တဲ့အချိန်ဒိဋ္ဌိတွေကအစွမ်းတကူချင်းပြိုင်နေကြလို့လူတွေထင်ကြည့်အောင်မြို့ထဲမှာကြော်ညာပြီးအစွမ်းတကူချင်းပြိုင်မယ်လို့ဆိုပြီးတော့လုပ်တဲ့အချိန်မြတ်စွာဘုရားကအစွမ်းတကူရဲ့တတ္တိကိုအဲ့ဒီအချိန်မှာမပြရင်မဖြစ်လို့ပြပြီးတော့တာဝရိန္ဒနတ်ပြည်တက်သွားတယ်။ပုံမှန်တဝါဆိုပြီးတော့အဘိဓမ္မာတရားဟောတယ်။အဲ့ဒီတုန်းကရပိုက်ပြာတွေမှာပြတယ်ဆိုတာဝါဆိုလာပြည့်နေပဲ6ဝါမြောက်ပြီး9ဝါမြောက်ဝါဆိုလာပြည့်နေမှာဒီဘုရားကြီးအပြအဲ့တော့ယမကပါတိဟာရိယရေမိအစုံဒီဘုရားကြီးဟာဆိုဘယ်လိုဟာခေါ်တာတော့ဆိုရေဖြစ်ဖို့အတွက်အာဘောကတိုင်းကိုဝင်စားရတယ်ဝင်ဆိုင်ပြီးတော့မှအဋိဋ္ဌာန်ရတယ်ငါရဲ့မျက်လုံးကနှစ်ဖက်ရှိတာမျက်လုံးတစ်ဖက်ကလက်ရပဲမျက်လုံးကရေတွေပန်းထွက်ပါစေဆိုတာဟောအဋိဋ္ဌာန်လိုက်တဲ့အခါရေတွေပန်းထွက်တခါတေဇောကတိုင်းဝင်စားပြီးတော့ငါရဲ့လက်ဝဲမျက်လုံးကမီးလျံနေပန်းထွက်ပါစေဒီလိုအဋိဋ္ဌာန်လိုက်တဲ့အခါလက်ဝဲမျက်လုံးကမီးလျံနေပန်းထွက်လာအဲ့တော့လက်ရမျက်လုံးကရေလျံနေပန်းထွက်လာတယ်လက်ဝဲမျက်လုံးကမီးလျံနေပန်းထွက်လာတယ်တခါဟိုဘက်ဒီဘက်ပြောင်းပြီးတော့ရေနဲ့မီးပြောင်းပြီးတော့လှုပ်ပြတယ်အဲ့ဒီ
ရေမီးအစုံတကောပြတွေဟာဆိုတာလက်ရမျက်လုံးတော်လက်ဝဲမျက်လုံးတော်ကထွက်ပြတယ်နားပေါက်တွေကနေပြီးတော့ပန်းထွက်ပြတယ်နှာခေါင်းပေါက်တွေကလည်းပန်းထွက်ပြီးတော့ပြတယ်ခန္ဓာကိုယ်အထက်ပိုင်းကမီးလျာဆိုရင်အောက်ပိုင်းကရေလျာအထက်ပိုင်းကရေလျာဆိုရင်အောက်ပိုင်းကမီးလျာအဲ့ဒီလိုတပြိုင်နဲ့အစုံလောက်ပြတာစွမ်းတကောဟာအမတန်မှကြီးမားတယ်လို့ဒီလိုဆိုလိုတယ်နော်တကောဖန်ဆင်းပြီးတော့ကတိုင်းနှစ်ခုတစ်ချိန်စီဝင်စားရတာအလွန်လျင်မြန်လွန်အကြည့်လို့သာတပြိုင်တက်လို့ထင်ရအဲ့ဒါကိုမြန်မာတွေကသချင်းဆက်ထားတာရှိတယ်လေကြားဖို့ကြတယ်မဟုတ်လားထူးမချာနာဆိုတဲ့သချင်းထူးမချာနာဆိုတာလူတွေကအဓိပ္ပာယ်ဘယ်လိုကောက်တော့ဆိုမင်းဟာကြီးကထူးမချာနာကြီးပါကွာဒါပါပဲတစ်ဆက်တည်းလာနော်တခါလာမဲပြပါဆိုဆိုတာထူးမချာနာဆိုမထူးပါဘူးလို့ပြောတဲ့အဓိပ္ပာယ်မျိုးယူနေကြသချင်းရဲ့အဓိပ္ပာယ်ကအဲ့လိုမဟုတ်ဘူးနော်ဒါကြောင့်သချင်းဆိုရင်တေးသေးချာချာနားထောင်ကြည့်ဆိုရတဲ့လူလည်းဆိုကြည့်ပေါ့ဘုန်းကြီးတို့ကကြားအနန္ဒတော့မဆိုတတ်ဘူးအဓိပ္ပာယ်ကသူကဆိုတာပဲကြည့်အောင်လေပထမအစဆိုတာထူးဆိုတာလေးကိုဆွဲတယ်မဟုတ်လားထူးတယ်သိထူးဆန်းတယ်အံ့ဩဖွယ်ကောင်းတယ်ထူးဒါပေမဲ့လို့ရေနဲ့မီးနှစ်ခုဟာမချာနာဘူးတဲ့ထူးမချာနာမီးရေစုံတာလို့ဒီလိုဆိုတာမဟုတ်လားနော်အဲ့တော့ထူးတယ်အမှန်မှထူးတယ်အံ့ဩစရာကောင်းတယ်တာမန်လို့ပုံကိုယ်တွေမလုံနိုင်ဘူးအမှန်မှထူးတယ်ဒီလိုဆိုလို့လားမချာနာဘူးဆိုတာရေဖြစ်တဲ့အချိန်နဲ့မီးဖြစ်တဲ့အချိန်ရေလျံနဲ့မီးလျံဒီနှစ်ခုဟာအချိန်ချင်းกว่าခြားနေတာမရှိဘူးကြည့်ရတဲ့ပုံကိုယ်မှာတပြိုင်တည်းလို့ထင်ရတယ်လို့ဒီလိုဆိုလို့လားနော်အဲ့ဒီအဓိပ္ပာယ်ကိုမယူဘဲနဲ့ထူးမခြားနာကြီးပါလို့ပြောတာမျိုးဖြစ်တတ်တယ်နော်ထူးတယ်သိထူးဆန်းတယ်သို့တော့ရေနဲ့မီးနဲ့ဟာကွဲပြားခြားနာမှုမရှိအောင်တပြိုင်တည်းကိုဖြစ်ပေါ်စေတယ်လို့အဲ့ဒါထူးမခြားနာသချင်းဆိုတာကြားရင်ဒီတစ်ခါသေးသေးချာချာမှတ်ထားနော်အဲ့ဒီထူးမခြားနာဆိုရှေးသချင်းကြီးကဒီဇမိုက်ပြာတိဟာကိုချီးမွမ်းပြီးတော့ရှေးကပညာရှိကြီးတွေရေးထားတယ်အခုခေတ်တော့သချင်းတွေကဘာမှမသိဘူးတော့နော်ဘာမှမသိဘူးဒုက္ခနဲ့သူတော့ဟုတ်ပါတယ်လေဒုက္ခနဲ့သူတော့ကြိုက်နေကြတာပဲမော့နေကြတာမော့နေကကလက်တွေလည်းမြောက်ဘာတွေလည်းမြောက်အောက်ကလူတွေကခုံတာပုံမြင့်နော်ဆိုတဲ့လူကလှုပ်တာလေအောက်ကလှုပ်တာပုံများတယ်ကိုအဲ့ဒါပြောတဲ့တည်းမှာမြင်းကမလှုပ်ခုံကလှုပ်ဆိုအဲ့ဒါထူးခြားနာကြတော့အဲ့လိုမဖြစ်ဘူးလူတွေကငြိမ်းကြသွားတာနော်ဟိုကတော့လှုပ်ရွလာအောင်ဆိုတာနဲ့တူပါလေကြာအဲ့ဒီလိုရမိုက်ပြာတိဟာရေမိအစုံတကုံးပြာတိဟာပြတယ်လို့ဆိုတာဟာလည်းပဲအဲ့ဒီတတ္တိယအကျင့်ပြတာဘာဆိုလာပြီနေပါအဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့ရမုရရဲ့ဒီဘာဆိုလာပြီနေမှတ်တရတွေဟာ၄မျိုးရှိတယ်ထူးခြားချက်တွေကိုဖော်ပြထားတယ်တခြားတွေရှိကောင်းရှိနိုင်တော့လေစာပေကျမ်းကမှာဒီ၄ခုဖော်ပြထားတာရှိတယ်ပေါ့နော်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတို့ဝါဆိုလာပြီနေရောက်တိုင်းဓမ္မစကြာအခါတော်လေးမြတာမကဘုရားလောင်းတော်လေးတန်လေခပြီးတော့လူဘုံလူဘဝလူသားအဖြစ်ရောက်ရှိလာလူသားအဖြစ်တော့မိခင်ဝမ်းနဲ့ဝင်ရောက်လာတဲ့နေ့ဟာလည်းပဲဝါဆိုလာပြီနေပဲတခါတောထွက်တော်မူတဲ့နေ့တရားဓမ္မရှာဝေဖို့လူတွေအကျိုးပြုဖို့ဆိုပြီးတော့တောထွက်ပြီးတရားရှာတဲ့နေ့ဟာလည်းပဲဝါဆိုလာပြီနေပဲတရားတွေ့လို့တရားကိုဟောပြောတဲ့နေ့ဟာလည်းတရားဥဒ္ဓမစကြာကိုဟောပြောတဲ့နေ့ဟာလည်းဝါဆိုလာပြီနေပဲမှားရွေးတဲ့အယူဝါဒရှိတဲ့ပုဂ္ဂိုလ်တွေကိုနှိမ်နှင်းပြီးတော့တကယ်တမာတိစွမ်းအားဟာဘလောက်ကြီးမားတယ်ဆိုတာကိုထင်ရှားပြလို့ရေမိအစုံတကောပြာတိဟာပြတာဟာလည်းပဲဝါဆိုလာပြီနေပဲလို့ဟောဒီဝါဆိုလာပြီနေအမှတ်တရတွေကိုခုဝါဆိုလာပြီနေမှာကြားနာကြရပြီဘုရားမြတ်စွာရဲ့အစွမ်းတကောဘုရားမြတ်စွာရဲ့အစွမ်းတကောတွေကိုသိပြီးတော့ဘုရားမြတ်စွာရဲ့အသိဉာဏ်ကြီးမားမှုထိုကြီးမားတဲ့အသိဉာဏ်ကြီးနဲ့ကောင်းတဲ့အဆိုအကြောင်းနဲ့အကျိုးပြည့်စုံတာနဲ့မရှိတာခွဲခြားဟောထားတဲ့ဘုရားရဲ့အဆုံးအမတွေလွဲမှားမှုမရှိဘူးတို့တွေဘုရားရဲ့အဆုံးအမတွေယင်တဲ့နှလုံးထဲရောက်အောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်ဘုရားရဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးမှသာလေဆင်းရဲဒုက္ခလွတ်မြောက်မှာဖြစ်တယ်လို့ကိုယ်စီယုံကြည်ပြီးတော့ဘုရားမြတ်စွာရဲ့ခုံကိုယေရှုတရားကိုယေရှုဆက်တော်အားဖြင့်
ဝါဆိုလပြည့်နေ့တိုင်းအမှတ်တရဖြစ်ပြီးကုသိုလ်တရားပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း